ဦးပေါ်ချစ်နဲ့အံ့ဖွယ်ဟင်းဦးကိုရှိရှိတုန်းကရွာကလေးတရွာမှာညံကောင်းလာပါတယ်ဆိုတဲ့ဦးပေါ်ချစ်ဆိုသူရှိခဲ့ပါတယ်။ဒီနေ့မှာတော့ဦးပေါ်ချစ်ဟာရွာပြင်ကညောင်ပင်ကြီးအောက်မှာသူ့ရဲ့တူတော်မောင်ကျော်ကြီးနဲ့အတူထိုင်နေပါတယ်။ဦးပေါ်ချစ်ဟာတခုခုကိုကြံစီနေပုံရပြီးကျော်ကြီးကတော့ဘာလို့မလို့လဲဆိုတာကိုသိကျင်စိမ့်နဲ့စောင့်ကြည့်နေပါတယ်။ဦးပေါ်ချစ်ဟာမြေအိုးအဟောင်းလေးတစ်လုံးကို၆ကပ်နေတဲ့တရွက်ပုံပေါ်တင်လိုက်ပါတယ်။ပြီးတော့အိုးထဲကိုရေတွေဟင်းသီးဟင်းရွက်တွေထည့်လိုက်တာပေါ့။ကျော်ကြီးကဗကြီးမိမပါဘဲနဲ့ဟင်းကဘလို့ချက်မှလဲလို့မေးတော့ဦးပေါ်ချစ်ကပြုံးပြီးဒါအံ့ဖွယ်အိုးလေးကွဲလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရွာထဲကအလွန်အတ္တကြီးပြီးလောဘရမတ်ထူတဲ့ကုံတယ်ကြီးဦးရွှေတောင်းဟာမြင်းလဲနဲ့ဖြစ်လာပါတယ်။ဦးပေါ်ချစ်ကမီးမရှိပဲဟင်းချက်နေတာကိုမြင်တော့ဦးရွှေတောင်းဟာအလွန်အံ့ဩသွားပြီးမြင်းလဲကိုရက်လိုက်ပါတယ်။သူဟာအဲ့ဒီအိုးရဲ့လျှို့ဝှက်ချက်ကိုသိကျင်သွားတာပေါ့။ဟေ့ဦးပေါ်ချစ်မင်းဘာလုပ်နေတာလဲလို့ဦးရွှေတောင်းကမေးပါတယ်။ဦးပေါ်ချစ်ကနေတန်နှိပ်ပြီးတိုးတိုးပြောပါအရှင်ကုံတယ်ကြီးဒါကမီးမလိုပဲဟင်းချက်တဲ့အံ့ဖွယ်အိုးလေ။နေပူရှိန်နဲ့တင်ဟင်းကအလိုလိုချက်တာလို့ညာပြောလိုက်ပါတယ်။ဦးရွှေတောင်းဟာစိတ်ဝင်စားမှုတွေတဖွာဖွာဖြစ်လာပါတော့တယ်။ဦးပေါ်ချစ်ဟာအိုးဖုံးကိုဖွင့်ပြလိုက်တဲ့အခါမှာတော့အိုးထဲကနေမွှေးကြိုင်တဲ့ဟင်းနှံတွေထွက်လာပါတယ်။တကယ်တော့ဦးပေါ်ချစ်ဟာအိုးထဲမှာဟင်းချက်တွေကိုကြိုထည့်ထားတာပါ။ဒါကိုမသိတဲ့ဦးရွှေတောင်းကတော့တကယ်ပဲအံ့ဖွယ်အိုးလို့ယုံကြည်သွားပါတော့တယ်။ဒီအိုးကိုငါ့ကိုရောင်းပါလားလို့ဦးရွှေတောင်းကပူစာပါတယ်။ဦးပေါ်ချစ်ကမယောင်းချင်ရောင်ဆောင်ပြီးအကြာကြီးငင်းနေပါသေးတယ်။နောက်ဆုံးမှာတော့ဦးရွှေတောင်းကရွှေတင်းကားအိတ်ကြီးတအိတ်နဲ့လဲလှယ်ဖို့ကမ်းလှမ်းလာတဲ့အခါမှာတော့ဦးပေါ်ချစ်ကသဘောတူလိုက်ပါတော့တယ်။ဦးရွှေတောင်းဟာအိမ်ကိုရောက်တော့သူ့ဇနီးဖြစ်သူဒေါ်အေးကိုခေါ်ပြီးကြွားလုံးထုတ်ပါတော့တယ်။ကြည်စမ်းတော်အေးငါတို့တော့ချမ်းသာပြီးမိဖို့စရိတ်လည်းမကုန်တော့ဘူးဒီအိုးကမိမပါပဲဟင်းချက်ပေးမှာလို့ပြောပြီးအိုးကိုနေပူထဲထုတ်လိုက်ပါတယ်ဦးရွှေတောင်းဟာအိုးဘေးမှာထိုင်ပြီးဟင်းချက်မဲ့အချိန်ကိုနာရီပေါင်းများစွာစောင့်နေပါတယ်ဒါပေမဲ့ဟင်းကကြက်ဖို့နေနေတာရေတောင်မနှွေးလာပါဘူးဘိုက်ကလည်းစာနေကလည်းပူလာတော့ဦးရွှေတောင်းဟာဒေါသတွေထွက်လာပါတော့တယ်နောက်တစ်နေ့မှာဦးရွှေတောင်းဟာဦးပေါ်ချစ်စီဒေါသတကြီးပြန်သွားပါတယ်ဟေ့ဦးပေါ်ချစ်မင်းငါကိုလိန်ရောင်းတာလားအိုးကဟင်းမကြက်ဘူးလို့အော်ဟစ်ပါတော့တယ်ဦးပေါ်ချစ်ကတော့အေးဆေးဆေးပဲအိုးကမပြတ်ပါဘူးအရှင်ကုံတယ်ကြီးခမားမှာစိတ်ရှည်မှုမရှိလို့ပါလို့ပြန်ပြောပါတယ်ဒီအိုးကဉာဏ်ပညာရှိတဲ့သူလက်ထဲမှာမှအလုံးလုံးတာလေးလို့ဦးပေါ်ချစ်ကပြောလိုက်တဲ့အခါဦးရွှေတောင်းဟာဘာမှပြန်မပြောနိုင်ပဲရှက်ရှက်နဲ့ပြန်သွားရပါတော့တယ်ဦးပေါ်ချစ်နဲ့ကျော်ကြီးတို့ကတော့ဦးရွှေတောင်းစီကရတဲ့ရွှေတင်းကားတွေနဲ့ရွာကစင်းရဲသားတွေကိုကူညီပေးလိုက်ကြပါတော့တယ်